မြန်မာနိုင်ငံရဲ့စနစ်တန်းပညာရေးအောင်မြင်မိသူတွေအနေနဲ့နိုင်ငံတကာမှာဆေးကျောင်းသွားတက်ဖို့အတွက်ကိုပြင်ဆင်ထားပြီလားဆိုတော့ဒီလိုမျိုးဆေးကျောင်းမှာတော့ဆေးကျောင်းတွေသွားတက်ဖို့အတွက်ကိုပေါ့နော်ဘယ်လိုတွေပြင်ဆင်ရမလဲဘယ်လိုတွေဆောင်ရွက်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်မပြောခင်မှာဒီလိုမျိုးနိုင်ငံတကာပညာရေးတွေသွားပြီးတော့လေ့လာမယ်သင်ယူဖို့အတွက်ကိုကြတော့ MSI ကနေပြီးတော့အမြဲတမ်းအခမဲ့ free counseling ကနေစပြီးတော့ one stop quality service တွေနဲ့ဝန်ဆောင်မှုပေးနေဆိုတဲ့အကြောင်းတွေကိုအရင်ဆုံးပြပြပေးမယ်နော်ပထမအဆုံးအနေနဲ့မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာ Mahidol University, Chulalongkorn University နဲ့ Chiang Mai University တွေလိုမျိုးထိပ်တန်းအစိုးရတက္ကသိုလ်တွေမှာဆေးပညာဘာသာရပ်ကို English Language Talks နဲ့သင်လို့ရတဲ့ international program တွေရှိပါတယ်။လိုအပ်ချက်အနေနဲ့ Grade 12အပြင်ကို SAT ကိုလည်းပြင်ဆင်ထားဖို့လိုပါတယ်။ဒုတိယအနေနဲ့ကကြတော့ပညာရေးစံတော်မြင့်မာပြီးကုန်ကျစရိတ်တည်တည်မျှတတဲ့မလေးရှားနိုင်ငံဖြစ်ပါတယ်။ဗီဇာရရှိမှုလုံးလည်းလွယ်ကူမြတ်ဆန်နဲ့ပြီးတဲ့အခါမှာ MSI နဲ့တရားဝင်ချိတ်ဆက်ထားတဲ့ IMU, Taylor's, Segi နဲ့ Newcastle University တွေမှာ Foundation Program ကနေပြီးတော့စတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ဥရောပဘက်ကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ Italy နိုင်ငံကတော့မပါမဖြစ်ပါပဲ။ဒီဆေးပညာဘာသာရပ်ကို English Talks နဲ့သင်လို့ရတဲ့ International Program တွေအများကြီးရှိသလိုမျိုးပဲအဓိကကတော့ IMAT လို့ခေါ်တဲ့ဝင်ခွင့်စာမေးပွဲရမှတ်ပေါ်မူတည်ပြီးတော့ Year 1ကနေပြီးတော့စတင်တက်ရောက်နိုင်ပါတယ်။ဒါအပြင်ပိုလန်နဲ့ဟန်ဂေရီနိုင်ငံတွေကိုလည်းမြန်မာကျောင်းသားတွေအသွားများပါတယ်ပြီးတော့အဲ့ဒီမှာကကြတော့ဘယ်လိုခေါ်မလဲဒီသူတို့ရဲ့အကြောင်းအလိုက်ပေါ့နော် exam တွေဒါမှမဟုတ်ရှင် entrance exam ဒါမှမဟုတ်ရှင် interview တွေကိုအခြေခံပြီးတော့ interview ရမှတ်တွေပေါ်မူတည်ပြီးတော့ foundation ထပ်ပြီးတက်စရာမလိုဘဲနဲ့ year 1နေပြီးတော့လည်းစတင်ပြီးတက်ရောက်နိုင်ပါတယ်Okay လောက်ဆိုလို့ရှိရင်မြန်မာနိုင်ငံစနစ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ MBBS program pathway တွေဘယ်လိုသွားလို့ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုအကြမ်းမြင်လေးသိရှိမယ်လို့ယူဆပါတယ်။အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ဒီ video ရဲ့ comment မှာလာပြီးတော့ comment မှတ်လို့ရတယ်။ဒါအပြင်လည်း MSI ရဲ့ Facebook page, Telegram, နောက် TikTok channel ဒီchannel တွေရဲ့ပေါ့နော် message တွေကနေပဲလာပြီးတော့အသေးစိတ်မေးလို့ရပါတယ်။24နာရီအတွင်းကိုအများဆုံးအကြောင်းပြန်ပြပါမယ်။ Bye bye